ရဟလာဟိုဒီတက်ရဲ့ရောက်နေပြီဟလာပရိုက်တာတွေလောက်ပြီးတော့ဟိုဖြစ်တယ်ပေါ့နော်ပရိုက်တာတွေလောက်နေပြီးတော့ပရိုက်တာဘန်းပြစားတယ်ပရိုက်တာဘန်းပြစားအောင်အမအနေနဲ့ဟလာအမနေနိုင်တယ်ထိုင်နိုင်တယ်စားနိုင်တယ်တောက်နိုင်တယ်အမဒီပရိုက်တာလုပ်ငန်းကိုဘယ်သူကမှမဟုတ်လုပ်ပါလို့အမကိုအတင်းကျပ်လုပ်ခိုင်းတာမဟုတ်ခလေးတွေကမှမွေးလာတယ်ဆိုတဲ့ခါကျတော့မတာမင်းမရှိဘူးမတာခလေးကိုငငယ်လေးကချစ်တယ်လေခလေးရောမှ brighter လုပ်နေကိုချင်းဆိုင်မွေးလာခလေးနဲ့ပတ်သက်ပြီးထိရရင်မှလုံးဝမခံနိုင်ဘူးလူတော်တော်များများကိုရရတာဘာမှဖြည်းဖြည်းမြောက်မလုပ်တတ်ကြသူများလုပ်တဲ့အရာကိုကြောင့်လိုက်ပြီးတော့မှဝေဖန်တယ်ကဲ့ရဲ့တယ်အပြစ်တင်ဝေဖန်တာကတော့အပြစ်တော့မဟုတ်ပါဘူးနော်မဝေဖန်တော့မဝေဖန်လို့ရတယ်ဒါပေမဲ့လူတယောက်ရဲ့စေတနာကိုမစော်ကားနဲ့သလားကျွန်တော်တို့မြန်မာနိုင်ငံမှာဘာတွေပေါ်လာလဲဆိုတော့တနေ့တစ်နေ့မိဘမဲ့ကလေးတွေကပို့ပြီးတော့များလာတယ်နော်ဒါကျွန်တော်ဒီဗီဒီယိုလေးတစ်ပုဒ်ကိုဖွင့်ပြမယ်ကြည့်လိုက်သလားဒီဘောဖိုင်ရဲ့အချင်းတို့ခုနိုင်ဝက်လောက်ဖြစ်ပါတယ်ဟုတ်လူတွေနဲ့ထားနေတာဒါဆိုလို့ရှိရင်ဖះပေါ်မှာစိုးပြခံခဲ့ရတဲ့ကလေးလေးဒီကလေးလေးအသက်အလိုဆုံးရှိမှတနေ့ခွဲပေါ့နော်တနေ့ခွဲအဲ့လောက်ပဲရှိမယ်ဒါဆိုလို့ရှိရင်လူတွေမြင်လို့ပေါ့လူတွေတာမြင်လို့ရှိရင်ဒီကလေးလေးအသက်ရှင်မှုဆိုတာမဖြစ်နိုင်တဲ့ဘက်ကိုပို့ပြီးတော့မှများသွားပြီနော်ဒါဒီလိုကလေးတွေတော့ဒါမက်ခိုင်နေဝရမိဘမဲ့ကြရဖွင့်ပြီးတော့ပြည်စုဆောင်ရှောက်ပေးတယ်မြန်မာနိုင်ငံမှာလူအယောက်100ရှိ80လောက်ကဒီလိုစိတ်သက်မရှိကြဘူး20လောက်ပဲရှိတယ်ဒါကြောင့်လူတယောက်ရဲ့စေတနာကိုမစော်ကားပါနဲ့နော်ဒါအတိအမှတ်မပြုတ်ရင်နေရတယ်ဘာမှမဖြစ်ဘူးဒါပေမဲ့မစော်ကားပါနဲ့လို့ကျွန်တော်ဒီကနေပြောချင်ပါတယ်ဗျနော်